ပြီကျွန်တော်ရောက်ပြီခဏပြန်တော့ ဟောမင်းကလည်းအိမ်ကိုရောက်နေပြီဟာ အချပါပြီပြန်มาတော့ လာပါပြန် မမို့ဒါဘယ်လိုဖြစ်ရတော့ ဟိုမလေးရေစောကြရင်လည်းချော်လဲပါ အော်ငမိုးရယ်နင်ကခလေးလည်းမဟုတ်ဘူးနဲ့နမောင်နမဲနဲ့ဟိုကိုရှင်းတိုင်လည်းကျေးဇူးပါနော် ရပါရဲ့ ရေစုံကြီးနဲ့လူထားပြီးတော့စကားပြောနေကြတယ် ဟောမင်းကချမ်းနေရလားဗါလဲငါကိုယ်တိုင်အင်ဂျီလိုက်လဲပေးရမှာ မလေးနေပါရပါတယ် ကြောက်ဖလည်းမရှက်ပါနဲ့ ခင်ဗျ ကဲတော့ကြပါတော့ တော်တော်လေးလောက်နေပါဒီမှာရေစုံနေ ဟာရလာရပါအတွေ့ပေးရအောင် ရတယ်ကိစ္စမရှိဘူး ဟုတ်အိမ်မပြေးတယ်နော်မမိုး နှွေ ဟုတ် ငမိုးကိုလေရောက်ဖနဲ့ခေါ်နေနှွေစိတ်မဆိုးဘူးလား ဩစိတ်မဆိုးပါဘူးကိုရှင်းတိုင်ရဲ့ဟိုကိုရှင်းတိုင်ကငမိုးကိုစနေရပဲဟာကိုမသိရဘူး စားရလဲပါမယ်အတီးဖြစ်နေတာလဲပါတော့မနှွေရဲ့နှွေမောင်လေကိုတော်တော်ကြည့်မြရပဲနော် ဟုတ်လည်းမဟုတ်ပါဘူးကိုရှင်းတိုင်ရဲ့သူကအငယ်ဆိုတော့လေမဖြစ်တဲ့လူဥတူတာပေါ့ဒါပေမဲ့ကိုရှင်းတိုင်လူကောင်းမှန်းအောင်သူသိလာမှာပါ ဒါဆိုနေရာကိုလူကောင်းမှန်းတည်ရတော့ဟောဒါနဲ့ခုနေ့ကကိုပေးခဲ့တဲ့ဆွေးကြိုးလေးတွေကြားရလားယင် ဟိုနောက်ဆိုရင်လေနှွေကိုအဲ့လိုလက်ဆောင်တွေပေးပါနဲ့နှွေရအားနာလို့ ဟောနေရလဲကိုကတခါတလေလေးပေးရအောင်နေဝဲရမယ်နော်ကိုလာကြည့်အောင်အမရေကျွန်တော်ဘိုက်စားလာပြီ အေးဟိုကိုရှင်းတိုင်လည်းပြန်တော့လေနှွေငမိုးကိုထမင်းလေးခုပေးလိုက်အောင်မယ် ဒီမှာကိုမနေ့ပြန်ကြရင်လေထပ်လာခဲ့ပြီနော် ဟ